ရေးကြီးတာဘာလဲဆိုတော့တိုင်ပင်ပဲပေါ့နော်ဆိုတော့ညာတော့အဖြစ်ဆိုလို့ချင်းညာအိတ်လိုက်ပြီဆိုလို့ချင်းမနှက်ကြလို့ချင်းကျွန်တော်တို့ရဲ့ဒီ energy ကအများဆုံးအချိန်ဖြစ်တတ်တယ်အဲ့အချိန်မှာကိုယ့်အတွက်အရေးကြီးဆုံးအရာတွေကိုအောင်ဆိုင်ပြီးလုပ်မယ်ဆိုလို့ချင်းအဲ့ဒီကနေပြီးတော့ result ကောင်းနေရလာနိုင်တယ်အဲ့တော့ကျွန်တော်မနှက်ပိုင်းကိုစပြီးတော့ကိုယ့်အတွက်အရေးကြီးတဲ့အရာတွေကိုလုပ်လိုက်ပြီဆိုလို့ချင်းနေ့လယ်လောက်ရောက်လို့ချင်း energy တဖြည်းဖြည်းနဲ့ကုန်လာပြီပေါ့နော်အဲ့အခါမှာပြင်ပြီးတော့ energy ပြန်ဖြည့်ဖို့လိုတယ်နေ့လယ်စားတယ်စားပြီးပြီဆိုလို့ချင်းခဏလောက်တရေးအိတ်လိုက်တာမျိုးဆိုတော့အဲ့ဆိုလို့ချင်းလည်း energy ပြန်ရတယ်အဲ့ဆိုလို့ချင်းဒုတိယအချိန်နေ့လယ်လောက်မှာပြန်ပြီးတော့အရေးကြီးတဲ့အရာတစ်ခုပြင်ပြီးအောင်ဆိုင်နိုင်မယ်ပြီးပြီဆိုလို့ချင်း9နိုင်6နိုင်လောက်ရောက်သွားပြီဆိုလို့ချင်းလေ energy ပြန်ပြီးကုန်တယ်အဲ့ခါမှာရေမုံရှုလိုက်မယ်ပြီးပြီဆိုလို့ချင်းအပြင်ကိုလန်ခဏထွက်လျှောက်လိုက်တာတော့ပေါ့ဆိုလို့ချင်းလေ energy ပြန်ရတတ်တယ်ပေါ့နော်အဲ့ခါမှာညဘက်မှာပြန်ပြီးတော့အောင်ဆိုင်လို့ရတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီproductivity ဘိုင်းမှာခေါ်တာတော့ biological prime time ပေါ့နော်ကိုယ့်အနေနဲ့အဲအကြောင်းအရာထပ်ပြီးတော့ရှာပြီးလေ့လာခြင်းလည်းဆိုလို့ရှိရင်လည်းလေ့လာလို့ရတယ်ဒီဟာကတယောက်နဲ့တယောက်တော့မတူဘူးကိုယ့်ရဲ့ prime time ကဆိုပါလို့ကျွန်တော်တော့ဆိုလို့ရှိရင်ဒါမနက်ပိုင်းမှာအလုပ်လုပ်တာကဟိုဖြစ်တယ်ပေါ့နော်ဆိုတော့ prime time ဖြစ်တယ်တချို့တော့ကကြောက်ရလဲဒီညနက်ပိုင်းမှာအလုပ်လုပ်တာကသူတို့အောင်ဆိုင်လို့ရတယ်ပို့ပြီး energy ရှိရဆိုရဲသူတွေလည်းရှိကြရပေါ့နော်အဲ့တော့တယောက်နဲ့တယောက်မတူ